ဒီနေ့မှာတော့လေတောင်ငုံခေတ်ကမျက်ရှင်တော်ရဲ့ပေါ်နေလက်လျင်ရဲ့တူကပြအဲ့ဒီကပြလေးကကပြအလားအကြောင်းကိုအတူတူခန်းစားကြည့်ကြအောင် စဉ်းစားကြည့်ပါစစ်မြေပြင်ရောက်နေတဲ့စစ်သားတယောက်ကသူ့ချစ်သူကိုလွမ်းတဲ့စိတ်ကိုကြပြားတပုတ်နဲ့ဘလို့များဖော်ကျူးနိုင်မှာလဲဟုတ်ပြီအဲ့ဒီမိကွန်းရဲ့အဖြစ်အဲ့ဒါကတော့ဒီကြပြားပါပဲ ကဲဒီကြပြရဲ့အလားကိုအပိုင်းလိုက်ခန်းစားကြည့်ကြအောင်ပထမဆုံးကြပြစီယာရဲ့စစ်မြေပြင်အလွမ်းနေစာမင်းပြီးရင်ကြပြရဲ့အပိုက်တစ်ပိုက်ချင်းစီမှာပါတဲ့မုံတိုင်းဆန်တဲ့ပုံရိပ်တွေပန်းနေနဲ့ဖော်ကျူးတဲ့အလွမ်းတွေပြီးတော့ချစ်ချင်းဝင်တာအကြောင်းအဲ့ဒါတွေကိုတစ်ခုချင်းစီလေ့လာသွားပြီးမှနောက်ဆုံးမှာတော့ရာတိုးဘရင်ဆိုတဲ့ပွဲနဲ့ဘာလို့ထိုက်တန်တယ်လဲဆိုတာကိုကြည့်သွားကြမှာပါ ဒီပေါ်နွေလင်းလင်ရက်တုကိုရေးဖွဲ့ခဲ့တာကတောင်ကိုခစ်ကနတ်ရှင်အောင်ပေါ့သူ့ရဲ့ရည်ရွယ်ချက်ကတကယ်တော့ရှင်းရှင်းလေးပဲတာဝန်ရစစ်မြေပြင်ကိုထွက်လာရတော့ခြံထားခဲ့ရတဲ့ချစ်သူကိုသူ့ဘလောက်တောင်လွမ်းဆွပူပန်နေရတယ်လဲဆိုတဲ့အဲ့ဒီခံစားချက်ကိုကျွန်တော်တို့တွေပါတသားလေးခံစားမိစေဖို့ပါပဲ ဒီကပြားမလေးစာဆိုရဲ့အခန်းစားချက်နဲ့တသားလေးကြပြီးရတာကိုပို့ပြီးပေါ်လွင်စေတဲ့အသုံးနှုန်းတွေတွေ့ရတယ်။အရင်ဆုံးစိတ်ဝင်စားဖို့ကောင်းတာကပေါ်နွေလာဆိုတဲ့စကားလုံးပဲ။နွေဦးကာလကိုဖော်ပြဖို့အတွက်ဒီလိုစကားလုံးအသစ်ကိုတီထွင်သုံးစွဲလိုက်တာကစာဆိုရဲ့တကယ်ကိုအမခန့်နဲ့ဖန်တီးမှုပဲ။အတိတ်ဘက်ကလည်းကြစ်လက်တဲ့ပေါ်လွင်တဲ့တော်စားကုန်မြောက်တဲ့အသုံးနှုန်းတစ်ခုလို့ပြောရမှာပဲ။ ကဲဟပ်ပြီးပထမပေါ်ကိုကြည့်ကြရအောင်ဒီမှာစာဆိုကသူ့ရဲ့အတွင်းစိတ်ကိုဘလို့ဖွင့်ပြထားတယ်လေသူရောက်နေတဲ့စစ်တမ်းလျာပဝင်းကျင်ကအရာဒီဥတုကိုဖော်ပြရင်းနဲ့သူ့ရဲ့ဟဲကမုံတန်းကိုပါတခါတည်းထင်ဟပ်ပြထားတာပါကြပြားမှာဒီလိုဆိုထားပါတယ်တောင်ကချိန်မြူမိန်လွန်ဦးနဲ့ပြန်ပြူးချုပ်ထိုင်းမုံတိုင်းစင်လိုတိမ်ညိုမွိုင်းထပ်အဲ့ဒီစားသားတွေထဲမှာမုံတိုင်းတစ်ခုရဲ့အရေးအယောင်တွေကိုအထင်ရှားတွေ့နိုင်တယ်နော်ဒီစကလုံးတွေရဲ့စွမ်းအားကတကယ်ကိုအမခံမယ်တောင်ကချိန်မျိုးဆိုတာကတောင်ရက်ကနေမိုးချင်းတန်နေမျိုးကြွလာတဲ့ပုံစံကိုပြောတာပြန်မျိုးချုပ်ထိုင်းဆိုတော့ပဝင်းကျင်တစ်ခုလုံးထိုင်းမိုင်းပြီးအုံဆိုင်နေတဲ့မြင်ကွင်းကျဲကြီးပေါ်လာရောပြီးတော့လေတင်ညိုဒီကိုမုံတိုင်းရှင်လို့ဆိုပြီးတက်ရှိတကောင်လို့သုံးလုံးလိုက်တာကတမာဒီကုံမြောက်ပြီးတဲ့ကိုခန်းစားလို့ကောင်းတဲ့သုံးလုံးပါပဲ ပြီးတော့သူ့ချစ်သူကိုတော့ဒီလိုဥပမာပေးထားတယ်ကြာညွန့်ဖျောင်းနေရှင်ပြောင်းငယ် အဲ့ဒီဥပမာအလင်္ကာလေးကိုကြည့်လိုက်နေထီတို့ညိုးနွမ်းသွားတဲ့ကြောင်ပန်းနဲ့ပြောခွေသွားတဲ့ဖြစ်ရောင်အဲ့ဒါတွေလိုပဲသူကြည့်သူရဲ့နွမ်းနယ်နေတဲ့အမူအရာကိုပုံဖော်လိုက်တာတိတ်ကိုပေါ်လွင်သွားတာပဲ ကဲပထမအပိုက်မှာမုံတိုင်းကိုမြင်ဟိပြီးပြီဆိုတော့ဒုတိယအပိုက်ကိုဆက်သွားကြည့်ရအောင်ဒီမှာတော့ကပြာစီယာရဲ့နှလုံးသားစိတ်ကဝေဒနာနဲ့လွန်းဆွခြင်းတွေဖူးဖွင့်လာပုံကိုပန်းပွင့်တင်နဲ့တင်စားပြီးပုံဖော်ထားတာကိုတွေ့ရမှာပါ သူ့ရင်ထဲကအလွန်ပဲနေတဲ့အကြောင်းကိုဒီလိုဖွဲ့ထားတယ်ပြီးတောက်လျံခဲချွေဆွဲကပူလဲငုံတွေအလဲလဲတီစံပဲဖြူမွေးစံကားတဲ့ကိုဒီမှာပြောထားတဲ့ပတောက်တို့စံပဲတို့စကားတို့အဲ့ဒီပန်းနေရသဘာဝပုံဝန်းကျင်ကိုဖော်ပြနေတာတတ်မဟုတ်ဘူးတကယ်တော့အဲ့ဒါတွေကကြပြဆရာရဲ့ရင်ထဲမှာပွင့်နေတဲ့အလွမ်းပန်းများကိုကိုစားပြုနေတာပါဆိုတော့ဒီပန်းတွေကိုဖွဲဆိုရင်နဲ့စစ်တေတယောက်ရဲ့လွမ်းဆွေးနေတဲ့ဘဝသူ့ရဲ့ချစ်မေတ္တာနဲ့တာဝန်ကြားကခံစားချက်တွေကိုပို့ပြီးတော့ထင်ရှားပေါ်လွင်စေခဲ့တာပေါ့ ပြီးတော့ချစ်သူတိုင်းမျက်ရည်ကိုတော့အားကောင်းတဲ့ပုံရိပ်တစ်ခုနဲ့ဒီလိုဖော်ချူပြန်ပါတယ်ပြိုက်ကျက်သွဲဖြစ်နှင်းတက်သည်ဒီအတုံးကအတီးတရဲ့ဝူတီအလင်ကဟိုက်ပါဘူလီပေါ့အဲ့အောင်သုံးထားတာတီးထန်စွာကျနေတဲ့မျက်ရည်တွေကိုစီးနေနေကြတာနဲ့ခိုင်နှိုင်းထားတာလေဒီလိုချက်ကားပြီးပြောလိုက်တဲ့အတွက်သူ့ချစ်သူရဲ့ကရုဏာထက်ဆရာအကောင်းဆုံးအမူအရာကိုတိတ်ကိုထိထိမိမိပုံဖော်နိုင်ခဲ့တာပေါ့ဟုတ်ပြီအခုဆိုနောက်ဆုံးပိုက်ကိုရောက်လာပါပြီဒီအပိုက်ကတော့စစ်မထွက်ခင်တုန်းကချစ်သူနဲ့နှုတ်ဆက်ခွက်ခွက်ခဲ့ရတယ်အဲ့ဒီလေးနဲ့တဲ့အခိုက်အတန့်တွေကိုပြန်ပြီးအမေရောက်ဖော်ကျူထားတာပါတတိယပိုင်းမှာလေးစကလုံးအသစ်တွေနဲ့ပြန်ပြီးမြင်ရောင်စေပြန်ရောစစ်မထွက်ခင်ချစ်သူကိုနစ်သိမ့်ခဲ့ပုံလေးတာယာသိမ့်မွေစွာပွေးဖက်ပြောဆိုတာကိုကျူးပိုက်ဖျားတယ်ပြီးတော့စစ်မြေကိုချီတက်တွားခိုင်းနေတဲ့အချင်းတွေကိုချီတွားပူပူဆက်ပြီးသုံးထားတယ်ဒီလိုအတုံးတွေကကြစ်လက်တွေအော်ဆော့ကိုမြောက်ကျဖန်တီးမှုတွေပဲပေါ့ ဒီအပိုက်ရဲ့အသေးကခန်းစားမှုကတော့ဒီစကလုံးလေးတစ်လုံးမှစုနေတယ်ချီဝင်လေး အဲ့ဒီချစ်ဝင်းလေးဆိုတဲ့အထုံးကဝင်ကာဝုတီအလင်ကာလို့ခေါ်တယ်ဆိုလိုတာကတိုက်ရိုက်မဟုတ်ပဲသွေးဝိုက်ပင်ကြီးနဲ့အတိပေကိုလှလှပပဖော်ကျူးတဲ့အလင်ကာတစ်မျိုးပါဒီနေရာမှာတော့စစ်တေတယောက်အချစ်ဆိုတာဘလောက်တောင်လေးလံတဲ့ဝင်းထုတ်ဝင်းဖိုးတစ်ခုဖြစ်နေတယ်လဲဆိုတာကိုသွေးဝိုက်ပင်လှပစွာဖော်ကျူးထားပဲဖြစ်ပါတယ် နောက်ဆုံးမှာတော့လေလွမ်းတဲ့တော့ကရဲ့ပူလောင်မှုကိုစစ်ရှင်လံမြတ်အဟတ်တော်ဆိုတဲ့ဥပမာနဲ့တိကျစွာစရုပ်ဖော်ပြီးအဆုံးသတ်ထားတယ်။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့မိဆက်ပွိုင်းကြီးတစ်ခုလိုတဝီဝီလဲပြီးလောက်ကျွမ်းနေတဲ့လွမ်းဆွေချင်းကိုပြုတ်ချင်တာပါ ကဲအခုကျွန်တော်တို့လီးလာခဲ့သမျှကိုခြုံပြီးဖြန်းကြည့်လိုက်ရင်
နရှင်နောင်ကိုဘာကြောင့်များရတုဘရင်လိုတင်စားခေါ်ကြလဲဆိုတာတိတ်ကိုထင်ရှားလာပါပြီ ဟုတ်ပါတယ်ဒီကြပြလေးတစ်ပုတ်ထဲနဲ့တင်သူဟာရတုဘရင်ဆိုလေဘွဲနဲ့အပြည့်အဝထိုက်တန်တယ်ဆိုတာကိုတက်တက်ပြနေတယ်လို့ပါပဲ သူ့ရဲ့ထူးချွန်မှုတွေကိုပြန်ချုပ်ကြည့်ရရင်စကားတုံးတုံးအံဝင်ခွင်ချဖြစ်တာလာပါပြီးထိမိတဲ့စကလုံးအသက်တွေဖန်တီးနိုင်တာရုပ်ပဝင်ခြင်းကနေအလွမ်းစိတ်ကိုဖော်နိုင်တာအတန်ကာရန်လာပါတာပျော့အားလုံးခြုံလိုက်ရင်ကုံရတာမြောက်မှုဒါတွေအားလုံးပြည့်စုံနေတာကိုတွေ့ရမှာပါ နောက်ဆုံးအနေနဲ့စဉ်းစားစရာမြေခုံးလေးတစ်ခုနဲ့ညီခုံးချုပ်ပါစီနှစ်ပေါင်းရာနဲ့ကြည်ကြခဲ့ပြီးမြဲဒီနေ့ထိလူသားတယောက်ရဲ့စိတ်ခံစားချက်ကိုဒီလောက်ထိထိမိမိဖော်ပြနိုင်စွမ်းရှိခြင်းကပဲကြပြတပူရဲ့တကယ်အစ်စ်အမှန်တန်ပိုးများဖြစ်နေမလားဆိုတာကိုပေါ့